မတော်တဆဖုံးပြောက်သွားရင်ဒါမှမဟုတ်အခုခံလိုက်ရရင်ဖုံးလေးကကိုယ်ကိုရဓာတ်ပုံနေနဲ့ဘန်ကောက်တွေကိုအချက်လိုလက်ထက်မရအောင်အဝေးကနေဘလို့လှမ်းဖြတ်မလဲကိုချက်ချင်းမှတ်ထားလိုက်နော်ပထမအဆုံးအရေးကြီးတဲ့အချက်ကတော့တင်ဖုံးထဲမှာဝင်ထားတဲ့ကိုခဲအကောင့် Gmail ဒါမှမဟုတ် Apple ID ရဲ့ password ကိုအမျက်မမိနေလို့လိုရတယ်Android သမားအနေနဲ့ဖုံးပြောက်သွားရင်အခြားဖုံးတစ်လုံးကနေ Google မှာဖိုင်မိုက်တစ်ပိုက်လို့ရိုက်ရှာပြီးအဲ့ဒီ website ထဲကိုဝင်လိုက်ပါပြောက်သွားတဲ့ဖုန်းလေးက Gmail အကောင့်ကိုရိုက်ထည့်ပြီး login ဝင်လိုက်ပါအဲ့ဒီထဲက edit device data မြတ်ဖြစ်ရန်ကိုနှိပ်လိုက်ရင်ပြောက်သွားတဲ့ဖုန်းလေးက data ရေအကုန်လုံးကိုအဝေးကနေ auto လှည့်ဖြတ်ပြမှာဖြစ်လို့ကိုယ့်အချက်လက်တွေလုံးဝပေါက်ကြမှာမဟုတ်တော့ဘူးနော်ဖုန်းကပိတ်ထားရင်တော့ live မြတ်ဖွင့်တာနဲ့ auto ပြတ်မှာပါနော် iPhone သမားရေဆိုရင်လည်း iCloud.com ဖိုင်ကနေတစ်ဆင့် Edit iPhone ကိုနှိပ်ပြီးဒီလိုပဲလှည့်ဖြတ်လို့ရပါတယ်ရှင်ဒီနီလန်းကအရေးကြုံလာရင်အတက်ခဲ့ပေးမဲ့နီလန်းမို့ဗီဒီယိုကိုအခုပဲဆက်ထားလိုက်ပါဒီလိုရေးကြီးရဲ့လုံခြုံရေးဘူးသားတွေကိုနှစ်ရိုက်သိရဖို့စက်တဲ့ဘက် TikTok နဲ့ Facebook page ကို follow လုပ်ဖို့မမေ့နဲ့အောင်နော်